အားလုံးမင်္ဂလာပါဒီနေ့ပြောပြမှာကလေစစ်ထောက်လိုင်းဆက်ကိရိယာနဲ့ပတ်သက်ပြီးမတိသေးတဲ့ဒူတွေအတွက်ကိုဘူးတူတာအနေနဲ့ပြပြတော့မှာဖြစ်ပါတယ်စစ်ထောက်လိုင်းဆက်ကသူတို့ဘက်မှာတုံးနေတော့မတုံးလည်းမတုံးဘူးဒါပေမဲ့ကိုဒီဘက်မှာတတိထားလှုပ်ဆောင်တဲ့အရာကိုပြောပြမှာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုရီလေးကြည့်ရင်သွားတဲ့အခါကျလို့ရှိရင် internet line တွေဖြတ်ထားတယ်။ဘာဖြစ်လို့ internet line ဖြတ်ထားလဲဆိုလို့ရှိရင်ရန်သူဘက်ကထောက်လှမ်းလို့မလွယ်အောင် internet line တွေဖြတ်ထားတယ်ပေါ့နော်။ internet line သုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အခုဒူဘိုတို့ဘိုးကြီးတို့တကယ်ကိုဒီထောက်လှမ်းဆက်အသုံးပြုနေတဲ့ဒူတွေကဒါတက်ကချထားပေးတဲ့private wifi ကြီးတုံးပြီးတော့ပဲဒီမြေပုံကိုကြည့်ကြတာများတယ်ကိုပိုင်တုံးပြုတဲ့ဒီလိုဖုန်းတွေ internet line တွေကိုတော့လုံးဝတုံးခွင့်မပေးတဲ့ဒီမိုးဖုန်းကအစလုံးဝပိတ်ထားတယ်ပေါ့နော်အဲ့တော့ခုနကထောက်လိုင်းဆက်ဘက်ကိုပြန်သွားမယ်ဆိုလို့ရှိရင်ထောက်လိုင်းဆက်က Google Map လည်းမဟုတ်ဘူး Apple Map လည်းမဟုတ်ဘူးစာရွက်ပေါ်မှာချထားတဲ့ဒီလိုမြန်မာနိုင်ငံမြေပုံစာရွက်ကြီးလည်းမဟုတ်ဘူးသူတို့ကဒီဆက်ကလေးကနေပြီးဒီနေရာဒီ satellite ပေါ်ကနေကြည့်တယ်ဒီထောက်လိုင်းအမျိုးအစားပေါ့နော်ထောက်လိုင်းအမျိုးအစားဖြစ်ပြီးတော့သူကအဲ့ဒီနေရာကိုထောက်ကြည့်လိုက်တာနဲ့အဲ့နေရာမှာရှိတဲ့တောတောင်ရင်းမြေတဘာဝတွေကို Google 3D ထက်တောင်ပိုတောင်ကြည်နေတောက်ပသေးတယ်ဘယ်နေရာနေပမာဝင်လို့ရတယ်အဲ့အိမ်ရဲ့အနေထားအဲ့အိမ်ရဲ့အမျိုးအစားလှက်နေရတဲ့ပုံစံထောက်လိုင်းဆက်ဖြစ်တယ်ဒါသူတို့ပမာတုံးညင်နဲ့တုံးမဲ့အရန်နေခင်မိနေတဲ့တော့ကြောင့်မလို့အပြင်ကိုနေမြေရထားပြီးတဲ့နေမြေပါသွားတဲ့ data ဒီမှာအများဆုံး3កောင်း3မယ်ဘာလို့ဆိုတော့သူတို့ရဲ့ mission ကြီးနယ်မြေပြန်ရဖို့အတွက်ဖြစ်တဲ့ကြောင့်မလို့ဒီနယ်မြေရထားနယ်မြေပါသွားတဲ့ data အနည်းဆက်ဆုံးနေရာတွေမှာအများဆုံးအသုံးပြုလိုက်မယ်ဒါမှဒီကိုရီဘက်ကိုထောက်လှမ်းလို့ရမှာဖြစ်တဲ့ကြောင့်မဟုတ်ဘူးเนาะအဲ့ဒီအတွက်အကြောင်းမလို့ဒီ Starlink ဒီ public နဲ့တုံးတဲ့အခါကြလို့ရှိရင်ရန်သူဒီခြေရာခံတဲ့ပေါ့เนาะထောက်လှမ်းရေးဆက်ကနေပြီးတော့အလွယ်တကူကိုစာပါတဲ့ကိုဝင်ပြီးတော့ထောက်လှမ်းလို့ရတယ်သူ့အနေနဲ့ internet line ရသွားပြီဟေ့ဆိုလို့ရှိရင်ဒီဘမဘယ်သူဘာရှိတယ်ဆိုတာအစထောက်လှမ်းလို့ရတယ်ဒါ6တာမဟုတ်ဘူးတကယ်လေအတွေ့အကြုံနဲ့ရှိခဲ့လို့ဓာတ်ပုံလည်းရိုက်ခွင့်မရှိဘူးဗီဒီယိုလည်းရိုက်ခွင့်မရှိတဲ့ကြောင့်တက်တဲ့အနေနဲ့ပြလို့မရဘူးဇက်နေပဲပြောလို့ရတဲ့အတွက်ကြောင့်မလို့ဒါဒီလိုပြောရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေမြေဒီတော်လိုင်းနေမြေစိုးမိုးတဲ့ data တွေမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ကပို့ပြီးတော့စီကံလိုက်နာရတယ်ဘာဖြစ်လို့ပို့ပြီးစီကံလိုက်နာရတယ်ဆိုတော့တစ်ချက်အမှားမခံဘူးတစ်ချက်မှားသွားတာနဲ့ရန်သူကဝင်လာဖို့လွယ်တယ်ဘာဖြစ်လို့ဆိုတော့သူကဒါကိုမျက်ခြေမပြတ်စောက်ကြည့်နေတာဒီတော်လိုင်းနေမြေစိုးမိုးနေတဲ့ဝေးတဲ့ data တွေကတော့သူတို့အနေနဲ့ခေါင်းနဲ့ထိတ်ပဲခေါင်းနဲ့မထိတ်ဘူးဒါပေမဲ့တော်လိုင်း data နဲ့နီးစပ်တဲ့နေမြေတွေမှာနေထိုင်နေတဲ့သူတွေကတော်လေတက်သားတွေကလည်းသူတို့နေမြေရထားပြီးသားလေဟုတ်တယ်မလားဘသူကအပါချင်းခံပါလဲဟုတ်တယ်မလားလူတွေအသက်တွေအကုန်လုံးရင်းနာရတာငွေတွေလူအသက်တွေတငယ်ကြီးမိသားစုအကုန်လုံးရင်းနာကြတယ်သူတို့အနေနဲ့ဒီမီကိုလည်းသူတို့အပါခံမှာမဟုတ်ဘူးအပါမခံတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့လှုပ်ထုံးလုပ်နေအတိုင်းစီးစနစ်အတိုင်းလုပ်မှာပဲအဲ့တော့ကြောင့်မို့ဒီတော်လိုင်းမှာနားမှာနေနေတဲ့လူတွေတော်လိုင်းဒီလွတ်မြောက်နေမီနားမှာနေတဲ့လူတွေပြည်သူတွေအနေနဲ့ဒါကိုနားလည်ထားဖို့လိုတယ်ငါတို့ကတော့ပြည်သူတွေပဲငါတို့လှုပ်ချင်တာလှုပ်မှာပဲလွတ်မြောက်နေမီရောက်နေပြီပဲနင်တို့ကိုငါတို့ထောက်ပံ့ပေးထားတာဆိုတဲ့ဟာမျိုးတွေအတုံးမပြုတ်ပဲနဲ့အော်သူတို့လုံနေတာငါတို့လုံခြုံရေးအတွက်ပါလားဆိုပြီးတော့နားလည်ထားဖို့ကိုပြောပြချင်ပါတယ်ပေါ့နော်ဒါကတော့ဘူးတူတာအနေနဲ့ကောခုနပြောသွားခဲ့တဲ့ဒီဖြစ်သွားခဲ့တဲ့ဒီဗီဒီယိုဖိုင်အနေကိုကြည့်ရင်းနဲ့အနေနဲ့ကောနောက်တစ်ခုကလက်ရှိပေါ့နော်အကျဉ်းပေးနေတဲ့သူတယောက်အနေနဲ့ဒီဗီဒီယိုကိုလောက်ရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်